ဒီနေ့ချက်ဖြစ်တဲ့ဟင်းလေးကတော့အမဲအသေးတို့မဲဆုပ်တို့မဲအစုံပေါ့နော်ဒါလေးကိုညီလန်လေးပျောက်သွားအောင်တစ်ချပူအခောက်ရဲ့အရွက်ကလေးရဲ့ထည့်ပြီးတော့ကြော်ပါတယ်ပြီးရင်တော့ကျွတ်လေးရည်ဆိုရင်တော့စားလို့ရပြီပေါ့နော်ပြီးရင်တော့ကျွတ်သွန်ဖြူနဲ့ပစုံချက်ကလေးထောင်းထားတာကိုစီမွေးလေးတက်လိုက်ပါမယ်စီမွေးလေးတက်လို့ရပြီဆိုရင်ဒီညစ်ကလေးကိုပေါ့နော်အရင်ပြုတ်ထားပါတယ်ပြုတ်ထားမှသူ့ရဲ့ရှိတဲ့ချင်နာတွေငံနာတွေထွက်သွားတာပေါ့နော်ပြုတ်ပြီးသားညစ်ကလေးကိုရေးစင်စင်ဆေးပြီးရင်တော့ပြန်ပြီးတော့ကြော်ပါတယ်ဒီလိုမျိုးအနေအထားလေးရောက်သွားပြီဆိုရင်တော့ကျမတို့ကတော့စားလို့ဖြစ်ပါပြီရှင်ပြီးရင်တော့ကျွတ်သွန်ဖြူလေးကိုစီတက်ပြီးတော့လက်စိတ်ငုံလေးကိုခေါ်လာမသိပါဘူးပဲလေးကိုပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ကျမတို့အစီလေးနဲ့လုံးလိုက်တယ်ပြီးရင်တော့အာလူးလေးတွေကိုထည့်ပါတယ်ရှင်ပဲနဲ့အာလူးလေးတွေကိုကျမကတော့ချက်စားပါတယ်ပဲနဲ့အာလူးလေးတွေကိုမှုေးသွားအောင်လို့မဆလာလေးရဲ့ငရုတ်ကောင်းလေးရဲ့တစ်ချပူးခောက်လေးရဲ့အရွက်ကလေးရဲ့ထည့်ပြီးချက်ပါတယ်ချစ်တို့လည်းလိုက်စားကြည့်ကြပါအောင်နော်